ဒီအာမနာတံသဘာဝစစ်စစ်ပြောမယ်ဆိုလို့ရှိရင်ရွှေနှုတ်တော်ကိုလှုပ်ပြီးတော့နေတာပဲအဲ့ဒီဂုံငုံကပုံနာကိုဖရာတရားဟောလိုက်ကြလားမဟောပါဘူးဘာဖြစ်လို့တုံးလို့ဆိုတော့သူ့တရားဟောပေမဲ့တရဏဂုံမျှတီမဲ့ပုဂ္ဂိုလ်မဟုတ်တရားတော်ရဲ့တရားဘာဇနာပုဂ္ဂိုလ်မဟုတ်တဲ့အတွက်မိထားတဲ့အမေပု္ပ္ပာပြတနာကလေအင်မတန်လေးနဲ့တဲ့အမေပု္ပ္ပာဖြစ်တယ်ခက်ချီဒီမေးတဲ့ပြတနာရှင်ဖြစ်တဲ့ဟုံဟုံကပုံနာကလည်းတရားရဲ့တရားဓမ္မဘာဇနာမဟုတ်ခဲ့မေးတဲ့ပြတနာလေးနဲ့တလောက်အမေရှင်ကတရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ဒီတော့မဟောရအခက်ဟောရအခက်တရားနဲ့တလောက်ဝေးတဲ့ပုဂ္ဂိုလ်ကိုပြတနာလေးနဲ့ဒါတစ်ဖက်ကိုကြည့်ပြီးတဲ့ကာလဒလဟောဈေးဖို့ဘောနဲ့ဖရာတရားဟောလိုက်ရမယ်ဒီလိုလည်းမဖြစ်နိုင်ဘူးဈေးဖို့ဘောထားပြီးတော့ဟောရမယ်တရားမျိုးလည်းမဟုတ်ဘူးမဟောလို့ကလည်းတရားသဘောကလေးနဲ့ပြတနာကလေးနဲ့နေတော့ဖရာမှာဟိုလိုနီးနဲ့လည်းဟောလို့မရမဟောဘဲကလည်းနေလို့မဖြစ်အဲ့ဒီတော့ဖြစ်တဲ့နီးနဲ့ဘာလို့ရတုံးလို့ဆိုတော့တရားရဲ့တရားမဟုတ်တဲ့ဟုံဟုံကပုံနာကိုတရားနှခံမထားဘဲနဲ့ကိုတော်မြတ်ဘာသာကိုတော်မြတ်ဥဒံကျူးရင်သောအနေနဲ့ယောဗျာမနောဘာဟိတပါပဓမ္မောနိယုံဟုံကောနိကတာဝယတတောဝေဒံတကုဝုတိတာဗြဟ္မစရိယောဓမ္မေနာသောဗြဟ္မဝါဒံဝရိယယတုတ္တရနတ္ထိကုဟိံစီလောကေဘုံနာတော့တရားဟောတဲ့အနေနဲ့မဟုတ်ဘူးကိုတော့ဘာသာကိုတော့မြတ်ဥဒံကျူးရင်တဲ့အနေနဲ့ဥဒံပါပဲလေဥဒံကျူးရင်သောအဖြစ်မဲ့ရွှေနှုတ်တော်ကမြတ်ဆိုတော်မူခဲ့တယ်ယောဗျာမနောအမတ်မထင်ခြင်းဗျာမနာဖြစ်သောပုဂ္ဂိုလ်သည်ဘာဟိတပါပဓမ္မောအပပြုအပ်သောမကောင်းမှုအကုသိုလ်တရားလေးရှိပါပေ၏ဝါမကောင်းမှုအကုသိုလ်တရားကိုအပပြုပြီးလိဖြစ်ပါပေ၏တပါးလေဗျာမနာမြည်ဖို့ရန်နိဟုံဟုံကောမမနာအမျက်ကောဓာတို့၏အစွမ်းအားဖြင့်တဟုံးဟုံးနှင်လေးပြုလိမ့်မရှိဟုံးဟုံးနဲ့မမနာတွေအမျက်ဒေါသတွေမပြောခြင်းသဘောရှိပါပေနေကတာဝယာကအစရှိသောကိလေသာဖန်ကြီးမှလည်းကင်းစင်ပါပေယတတောသမထဝိပဿနာဘာဝနာနှလုံးကျင့်သုံးပြီးလိဖြစ်ပါပေဝါယတတောသီလသံဝရဖြင့်စောင့်စည်းအပ်သောစိတ်နှလုံးလေးရှိတော်မူပါပေဝေဒံတကူမဉ္ဇဉ်၄ပါးဖြင့်အဆုံးဖြစ်သောနိဗ္ဗာန်သို့ရောက်တော်မူပါပေဝါဝေဒံတကူမဉ္ဇဉ်၄ပါး၏အဆုံးအရဟတဖို့သို့ရောက်ပြီးဖြစ်ပါပေတိတဝါကျင့်သုံးပြီးသောသိက္ခာတည်းလေးရှိပါပေဝုတိတဗြဟ္မစရိယောကျင့်သုံးအပ်ပြီးသောမတိဟုသောမြတ်သောအကျင့်လေးရှိပါပေသောတာတိသောထိုသဘောရှိသောပုဂ္ဂိုလ်သည်ယတအကျင့်အရိယသခင်ဤတဏ္ဍ၌ကုဝိစီလောကေတစုံတစ်ခုသောလောကမှာမှဥဒ္ဒရာယာကဒေါသမောဟမာနဒိဋ္ဌိတိဟုသောပြောများခြင်း၅မျိုးတို့သည်နာတိနာတန်တိမရှိပါကုန်သောတာတိသောထိုသို့ဆိုအပ်ပြီးတော့တရား6ပါးနဲ့ပြည့်စုံသောပုဂ္ဂိုလ်မှဓမ္မေနတရားသဖြင့်ယထာဘုဒ္ဓအမှန်သဘာဝဓမ္မကြသဖြင့်မြမဝါဒံငါကဗျာမနာဟု၍ပြောဆိုခြင်းကိုဝတိယမုချပိုင်းပိုင်းပြောဆိုနိုင်ပါ၏တရား6ပါးနဲ့ပြည့်စုံမှပြည့်စုံတဲ့ပုဂ္ဂိုလ်မှငါကဗျမနာဘေးလို့ရဲရဲရင်ရင်ဝုံဝံစားစားယထာဘုဒ္ဓအမှန်တိုင်းပြောကြနိုင်တယ်
ဟုံဟုံကပုံနာကိုအဖက်မထားပဲနဲ့ကိုတော်မြတ်ဖာသာဥဒန်းကျူးရင်သောအနေနဲ့ဂါထာတွေရွတ်တော်မူခဲ့ရတယ်အဲ့ဒီကအဇဘာလညောင်းမင်းရင်က9ရက်လွန်မြောက်လို့ဖလသမဘသမာဓိအရဟတဖို့သမာဓိမှထတော်မူပြီးတဲ့နောက်မုံစလိန်သာခေါ်တဲ့မဟာဗောဓိပင်မှတောင်အရကြီးပင်ရှိခဲ့တယ်အဲ့ဒီကြီးပင်အောက်သို့ဘုရားကိုယ်တော်မြတ်ကြွဘုရားကိုယ်တော်မြတ်မုံစလိန်သာဌာနသို့ရောက်လင်မဲ့9ရက်ဆွေတဲ့မိုးကြီးဖြစ်ခဲ့တယ်အဲ့ဒီမိုးမျိုးကစัจ जा မင်းများပွင့်တဲ့အခါလည်းဖြစ်တာစัจ जा မင်းများပေါ်တဲ့အခါမှလည်းပဲ9ရက်မိုးကြီးဆွေတတ်တယ်တဲ့သာမင်ယူမြတ်စွာဘုရားများပွင့်တော်မူတဲ့အခါမှလည်းပဲဒီ9ရက်မိုးကြီးဆွေတတ်တယ်တပည့်တော်တို့တွေ့နေကြဖြစ်တဲ့9ရက်မိုးအဆွေမျိုးမဟုတ်ဘူးတဲ့အခုပြောတဲ့9ရက်ဆွေတဲ့မိုးကစัจ जा မင်းဖြစ်ထွန်းတဲ့အခါသာမင်ယူမြတ်စွာဘုရားပွင့်တော်မူတဲ့အခါဤနှခါမှပေါ်ပေါက်တဲ့9ရက်ဆွေတဲ့မိုးကြီးမျိုးမုံစလိန်သာကြီးပင်ရဲ့အနီးမှာဘုရားကိုယ်တော်မြတ်ကြွလို့9ရက်မိုးကြီးဆွေနေတော့မနေစားတဲ့အတွက်မုံစလိန်သာရေအိုင်အောက်မှာရှိတဲ့မုံစလိန်သာနဂါမင်းကမိမိကိုယ်တိုင်ယရနာ9ပါးယရနာ10ပါးဖြင့်ပြီးတဲ့ဘုံဗိမာန်ဖန်ဆင်းပြီးတော့ဘုရားသဗ္ဗညုအားလှူနိုင်ပါတယ်ဒါပေမဲ့ကိုယ်တိုင်ကိုကြဝေယဝဆကိုပြုလုပ်လို့တဲ့အတွက်မိမိဘုံဗိမာန်ကထွက်ဘုရားကိုယ်တော်မြတ်ရဲ့ယူပကာယကိုကြီးစွာသောမိမိကိုဖန်ဆင်းပြီးတကားလားဘုရားကိုယ်တော်မြတ်ရဲ့ယူပကာယကို9ခု9ပတ်ပတ်ပြီးတော့ဘုရားကိုယ်တော်မြတ်ရဲ့အုတ်ခေါင်းတော်အထက်မှဘယ်မိုးပေါက်မှမကြမရောက်နိုင်အောင်ကြီးစွာသောဗပြင်းကြီးကိုမိုးအုပ်၍တည်နေတယ်အဲ့ဒီလိုတည်နေတဲ့အထက်မှာဘုရားကိုယ်တော်မြတ်ထဲဝဖွဲ့ခွေးနေတော်မူရင်း9ရက်ပတ်လုံးဖလားသမဘချမ်းသာဖြင့်အချိန်ကိုလွန်စေခဲ့တယ်9ရက်လွန်မြောက်ရောက်တဲ့ကာလမုံစလိန်နာနဂါကကောင်းငင်ကိုကြည့်တဲ့အခါမိုးတိမ်တိုက်တွေရှင်းလို့ကောင်းကင်အပြင်ကြီးတစ်ခုဟာနီလာရောင်တွေအပြာရောင်တွေသမ်းပြီးတော့မိုးတိမ်တိုက်တွေရှင်းတာကိုမြင်တော့မိမိရဲ့အခွေတွေကိုပယ်ဖြောက်အခွေတွေကိုဖြေပဂတိနဂါအစင်းကိုပယ်ဖြောက်လူလင်းအသွင်းဖန်ဆင်းပြီးတော့ဖရာရှိမောက်မှလက်ဥချီမို့ရှိခိုး၍ယက်တည်နေခဲ့တယ်အဲ့ဒီယက်တည်နေတဲ့မုံစလိန်ဒါနဂါလူလင်းအသွင်းဖန်ဆင်းနေတဲ့မုံစလိန်ဒါနဂါကိုလည်းပဲတရားမဟောရသေးဘူးဘာဖြစ်လို့တော့အဲ့ဒီမုံစလိန်ဒါနဂါလည်းပဲခုပြောသလိုဓမ္မဘာဇနမဟုတ်သေးဘူးတဲ့တရားဟောပေမဲ့မရဖို့ဒီမဖြစ်နိုင်သေးဘူးတိုက်ရိုက်တဲ့တို့ပြောရမယ်ပဆိုလို့ရှိရင်ဖြင့်ဒီဖယသာသနာမှာနိဗ္ဗေဒဘာဂိယတရားဟောနည်းဖြစ်မှာကဓမ္မစကြာတရားဟောမှမရောက်ဖို့ဒီဆိုတဲ့ဖယပေးတော်မူလို့တဲ့မဲ့ဖို့အကျိုးကိုရနိုင်မှာဒီတော့အချိန်ကမကြသေးတော့မုံစလိန်နာနဂါကိုလည်းတရားမဟောပဲနဲ့ဘုရားကိုတော်မြတ်ရှေ့မောက်ကမုံစလိန်နာနဂါလူလင်သွင်းဖန်ဆင်း၍လက်ဥချီမှုရှိခိုးရပ်တည်နေတဲ့အချိန်မှာဒုက္ခဝိဝေကောဒုဋ္ဌန္တသုတဓမ္မတပတ္တတောအဗျာပေဇံဒုက္ခံလောကေပါဏဗုတေတုတံယမောဝိဝေကောဥပတိလေတံစိတ်ရမှန်တဲ့နိဗ္ဗာန်ပရမတ္တိဒုက္ခအလွန်အမင်းချမ်းသာလှပါပေဝိဝေကခေါ်ဆိုရတဲ့နိဗ္ဗာန်ဟာဖြင့်အင်မတန်ချမ်းသာတဲ့တရားပဲသုတ္တဓမ္မတပတ္တတောသုတ္တဓမ္မတထင်လင်းကြည့်သောသစ္စာလေးပါးတရားရှိသောမိမိဉာဏ်ဝဲထင်လင်းကြည့်သောသစ္စာလေးပါးတရားရှိသောတန်ဓမ္မထုမိမိဉာဏ်ဝဲထင်လင်းသိမြင်ပြီးတဲ့သစ္စာလေးချက်တရားနဲ့ကိုပတ္တတော်ပတ္တန္တတရှုဆင်ញတော်မူသောယဟန္တာသခင်အရှင်သူမြတ်၏
လောကီလောကကြီးတဲ့၌အပြာပိစံဒေါသမလွှမ်းမှုပဲနေရခြင်းသည်လေဒုက္ခချမ်းသာလှပေဘာဏဗုတေသူတတ္တဝါတို့အပေါ်၌တန်ယမောမေတ္တာရှိထစောင့်စည်း၍နေရခြင်းသည်လေဒုက္ခချမ်းသာလှပေတတ္တဝါတွေအပေါ်မှာမေတ္တာကရုဏာမှုဆွေး၍နေရခြင်းအပြင်အင်မတန်ချမ်းသာတာပဲနိဗ္ဗာန်ချမ်းသာကအင်မတန်ချမ်းသာလှ၏သစ္စာလေးချက်တရားနဲ့ကိုကွက်ကွက်ကွန်းကွန်းလင်းလင်းထင်ထင်သိမြင်ပြီးတဲ့ပုဂ္ဂိုလ်ဟာမိမိသိမြင်တဲ့သစ္စာလေးပါးတရားကိုကြည့်လေအဲ့ဒီလိုကြည့်ရကကရုဏာမိုးဆွေးရမေတ္တာမိုးဆွေးရခြင်းကလည်းပဲချမ်းသာလှပေ၏ဒုက္ခဝိရာဂတာလောကေကာမနံသမတိတ်ကမောအတ္တမိမာနတယောဝိနယောဧတံဝေပရမံဒုက္ခံလောကေတန္တလောကကြီးတဲ့၌ယာဝိရာဂတာအကျင့်ယာကကင်းခြင်းကိုကာမနံသမတိတ်ကမောတိဝတ္ထုအာယုံကာမဂုဏ်တို့ကိုလွန်မြောက်ခြင်းဟူ၍ဝုစတိဆိုအာ၏သာဝိရာဂတာထိုကာမယာကကင်းရှင်း၍နေရခြင်းသည်လေဒုက္ခပထမချမ်းသာလှပေ၏ဘာဆိုလို့တလဲကာမိသန္တနိဝရဏကင်းပြီးတော့အနာဂါမိမေဖို့နဲ့နေရခြင်းဟာဖြင့်ချမ်းသာလှပေ၏ပထမချမ်းသာအတ္တမိမာနတယောဝိနယောဧတံဝေပရမံဒုက္ခအတ္တမိမာနတငါဆိုတဲ့မာနကိုယောဝိနယောအကျင့်ပေရှားရာအရဟတမေအရဟတဖို့သည်အထိရှိဧတံဤငါဆိုတဲ့မာနကိုပယ်ချရအရဟတမေအရဟတဖို့သည်ဝေစင်စေဧကံအမှန်အဖြစ်ပရမံဒုက္ခံအတုမရှိချမ်းသာလှပါပေတုမရတဲ့ချမ်းသာကတော့ဖြစ်ငါဆိုတဲ့မာနကိုပယ်ချရအရဟတမေအရဟတဖို့ကအတုမရှိတဲ့အသာဆုံးအမြင့်ဆုံးချမ်းသာပဲလို့ဥဒန်းကျူပြီးတော့အဲဒီကနေပြီးရာဇာယရဏခေါ်တဲ့လင်းလွန်းမင်းတို့ကြွခဲ့တယ်မဟာဗောဓိမှာအနောက်တောင်လောက်ရာဇာယရဏလင်းလွန်းမင်းတို့ဘုရားကိုယ်တော်မြတ်ကြွရောက်ပြီးတော့ခွန်ရက်ပတ်လုံးဖလားသမဘာချမ်းသာဖြင့်တရင်သုံးနေတော်မူ၍ခွန်ရက်ပြည့်မြောက်ပြီဆိုပါစို့ထိုနေ့နဲ့မိုးတော်အချိန်မှာတရားမင်းကတပူးများကတ်တယ်ဆေးကျေစုများကတ်တယ်ဆေးကျေစုဖုံးပေးတယ်ဆိုရင်ပဲဘုရားကိုယ်တော်မြတ်ပရိရကိစ္စခေါ်တဲ့ကိုယ်လက်သုတ်သိင်းချင်းကိစ္စကိုပြုရတယ်49ရက်စီးခဲ့ပြီအဲ့ဒီ49ရက်စီးလို့ယနေ့ဆံဖုံးတွေကိုရအချိန်တန်ပြီလို့သိတဲ့အတိုင်းတရားကဆေးကျေစုကိုကတ်ခဲ့တယ်ဩတတဟရိတကခေါ်တာဆေးကျေစုကိုယ်တော်မြတ်ဖုံးပေးပြီးသကလကိုယ်လက်သုတ်သိင်းခြင်းအမှုကိုပြုရတယ်ကာယဗလတွေမပြည့်မစည်းပဲတည်ရှိတယ်ပြီးပြီဆိုတော့တပူတော်စားလို့အဲ့ဒီရာဇာယရဏခေါ်တဲ့လင်းလွန်းမင်းရင်မှာဘုရားကိုယ်တော်မြတ်တည်င်းသုံးနေတော်မူကြဥက္ကလာခေါ်တဲ့အရကဗမာပြည်ကလည်းပဲဘယ်နဲ့ပြောတယ်လဲဆိုတော့ဥက္ကလာပဆိုတာရန်ကုန်ခေါ်တာတဲ့အိန္ဒိယတွေကလူတွေကလည်းဥက္ကလာဆိုတာကျုပ်တို့အိန္ဒိယထဲမှာရှိတာတဲ့။ gain ဘသူဟာမှန်တယ်မှားတယ်ဆိုတော့တဘာဝကဆုံးဖြတ်ပေါ့။ဒီရင်မဲလားလို့ဆိုတော့မဟုတ်သေးဘူး။ဗမာပြည်ကရှင်ပုံကသုလဘုံမဟာဘုံဆိုတာကျောင်းတော်ရာအယက်ကတဲ့ဗမာကလည်းအထက်အောက်ဆက်တော်ရာတွေဟာအခုအထင်ရှားရှိသားပဲဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကြွရောက်ပြီးတဲ့ကာလအပရန္တတိုင်းမှာဘုရားကိုယ်တော်မြတ်ကြွရောက်ပြီးတဲ့ကာလချခဲ့တဲ့ဆက်တော်ရာဟာတို့ဗမာပြည်ကသူနာပရန္တတိုင်းလေကိုင်းကျောင်းတော်ရာကခြေတော်ရာနှစ်စုပဲလို့အဲ့ဒီလိုဗမာကလည်းစွဲတာပဲအိန္ဒိယကလည်းပဲဘယ်နဲ့ပြောတယ်လဲဆိုတော့အပရန္တတိုင်းဆိုတာကျုပ်တို့အိန္ဒိယအနောက်ပိုင်းကိုခေါ်တာတဲ့အိန္ဒိယသမုဒ္ဒရာရဲ့
အိန္ဒိယအနောက်ဘက်သမုဒ္ဒရာကြီးအဲ့ဒီကန္နာဘိုင်းကိုအပရန္တတိုင်းခေါ်တာတဲ့သူတို့စီမာလည်းပဲစက်တော်ရနဆူရှိတဲ့အဲ့ဒါဘသူကမှန်တယ်လေလို့ဆိုရတော့သဘာဝဓမ္မကဆုံးဖြတ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒိဋ္ဌံတေနိဗ္ဗုတေသာပိသမိစိတ်တေသမံဖလံဇေတောပဏိတိဟေတုဟိတတ္တကိသံတိသုဂတေတော်ထင်ရှားရှိတဲ့ဘုရားကိုယ်တော်မြတ်မှာပဲဖြစ်ဖြစ်ပရိနိဗ္ဗာန်ဝန်ဆံတော်မူတဲ့တာပြညူမြတ်စွာဘုရားမှာပဲဖြစ်ဖြစ်စိတ်အညီအမျှထားနိုင်ရင်အကျိုးအမြည်အမျှရနိုင်တယ်ဒါကြောင့်တကယ်စက်တော်ရပဲဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဟုတ်မဟုတ်ဘူးအာယံကုန်းကရွှေတို့ကုန်းဆန်တော်ရှင်ဆိုတာဟာအိန္ဒိယကလည်းသူတို့စီမတပုဒ္ဒဗန္လိကတို့ဟာသူတို့စီကဥက္ကလာပဆိုတာသူတို့စီကလို့ဘယ်လိုပဲပြောမိမိစိတ်ထဲမှာဘုရားကိုယ်တော်မြတ်ရဲ့ဆံတော်မှာရောင်ကြည်တော်နီလရောင်ကြည်တော်သူကွန်မြူနေတဲ့ပုံအဲ့ဒီကနေပြီးတော့နီလရောင်ကြည်တော်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားကိုခန္ဓာတော်ရောက်စိတ်အာယုံပို့ပြီးတော့တရားနှလုံးသုံးလို့ဘုရားကုံအာယုံပြုနိုင်ပြီဆိုလို့ရှိရင်ဖြင့်အကျိုးရခြင်းအတူတူပါပဲတဲ့ညင်မနေကြပါနဲ့ခုံမနေကြပါနဲ့ပစ္စည်းအစစ်ပဲဖြစ်ဖြစ်နှလုံးမသွင်းတတ်ရင်အကျိုးမရဘူးနော်အဲ့ဒီပစ္စည်းအတူပဲဖြစ်လင်ကစားတဲ့ဘုံကလေးကိုပုံပြီးတော့ဘုရားစေတီဘုံဖို့အဲ့ဒီကနေပြီးတော့ဘုရားကုံအာယုံရောက်အောင်အာယုံပြုပြီးတော့ပူဇော်လို့ရှိရင်ဖြင့်တတော်ထင်ရှားဘုရားအားပူဇော်ရခြင်းနဲ့အတူတူပါပဲယနေ့ရုပ်ပွားဆင်းတုတွေလည်းပဲအဲ့ဒီဆင်းတုကလေးတဲ့တင်စိတ်ထားဖို့မဟုတ်ဘူးဆင်းတုငယ်ငယ်ဆိုလို့ရှိရင်အိသံတောသသဗေကပေစင်္ဂမတိဤတောစီတောအိသံတောသက္ကဝါလံပိအတ္တဘာဝေနသာရိဘဂဝါဘုန်းတော်သခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အိသံတော်အလိုတော်မြတ်ရှိပါမူကားသာသဗေကပေမုံညင်းစေတရတွန်း၌ပင်တော်လေဤတောစီတောအရှိအနောက်တောင်းရောက်လူလာဤမထိုမစင်္ဂမတိလူလာတုံခေါက်စင်ကြံလျှောက်တော်မူနိုင်ပါပေကိုယ်တော်မြတ်အလိုရှိပါမူပရိသတ်တွေကကြည်နေစမ်းတဲ့မုံညင်းစေကလေးအတွန်းမှာပင်လည်းအရှိအနောက်တောင်ရောက်လူလာတုံခေါက်ပရိခရာရှိပါးယူဆောင်၍စင်ကြံလျှောက်နိုင်တယ်အနိမဘုံတော်လို့ခေါ်တယ်နော်မဟိမာဘုံတော်ဖြင့်အနိမဘုံတော်ဆိုတာကကိုယ်တော်မြတ်ကိုအနုမြူသဖွယ်သိငယ်အောင်ဖန်ဆင်းတဲ့ဘုံတော်မဟိမာဘုံတော်မဟာမြတ်မုနီဖရာကြီးလို့မဟာသကြတိကဖရာတို့လို့ရုပ်ပွားတော်ကြီးကြီးတွေ့ပြန်တော့လည်းပဲအိသံတော်သက္ကဝါလံပိအတ္တဘာဝေနသာရိဘဂဝါဘုန်းတော်သခင်ငါတို့ဖရာရှင်သည်အိသံတော်အလိုတော်မြတ်ရှိပါမူကားသက္ကဝါလံပိစัจ java လာတိုက်အလုံးကိုပင်တော်လိအတ္တဘာဝေနကိုတော်မြတ်၏အတ္တဘောဖြင့်သာရိဖုံးလွှမ်းတော်မူနိုင်ပါ၏မဟိမာဘုံကုံအာယုံပြုပြီးတကလာဘုရားကိုတော်မြတ်တကယ်သက်တော်ထင်ရှားဘုရားကိုတော်မြတ်ဓမ္မောက်စိတ်အာယုံရောက်ဖို့ကအရေးကြီးတယ်ဒါကြောင့်ရုပ်ပွားငယ်လို့ရှိရင်လည်းအနိမာဘုံတော်နဲ့ရုပ်ပွားတော်ကြီးရင်လည်းမဟိမာကိုဘုံတော်နဲ့အာယုံပြုပြီးတော့ဘုရားဓမ္မောက်မိမိတို့စိတ်ကိုရောက်အောင်ပို့ကြပါအခုပါလေလို့ဆိုတော့ဘုရားကိုယ်တော်မြတ်ရာဇာယနာလင်းလွန်ပင်ရင်တရင်သုံးလို့လင်းလွန်ပင်တတ္တဟ9ရက်လွန်မြောက်တတ္တဟစီလို့49ရက်ပြည့်မြောက်တဲ့နေ့မှာရောက်လာမဲ့ပုဂ္ဂိုလ်တွေကဘယ်သူလဲလို့ဆိုတော့တပုဒ္ဒနဲ့ဗန္လိကဂုံတွေညီနောင်ဥက္ကလာအယကမြတ်စွာဘုရားတရင်သုံးတော်မူတဲ့ဥရဝေလဗုဒ္ဓဂယာအယတို့အတွေ့ရှိသောခရီးကိုသွားခဲ့လာခဲ့ကြတယ်သွားလာစေဖြစ်ကြအဲ့ဒီလိုလာကြတဲ့အခါအဲ့ဒီ49ရက်နေ့မြောက်ရောက်တဲ့ကာလတပုဒ္ဒဗန္လိကတို့ကဖျားနဲ့မနီးမဝေးအရတ်တို့ရောက်ခဲ့ပြီလွန်ခဲ့သောဘဝကသူတို့နဲ့ဆွေချင်းမျိုးချတော်ဆက်ခဲ့တဲ့နတ်တူကဘယ်နဲ့ပြောတယ်လဲပထမသူတို့ရဲ့ကုန်းလှဲတွေကိုရှေ့မတို့နောက်မဆုတ်အောင်လှဲတွေရက်ကုန်အောင်လှုပ်လိုက်တယ်
လေရတကာလလံခရီးစောင့်ကြတဲ့နတ်တွေကိုဗလိနတ်စွာပေးလို့ကတော့ဘောရီပေးတောင်းပန်တိုးလျို့တဲ့အခါကြတော့မှအဲ့ဒီနတ်ကကိုထင်ပြပြီးတော့အယံမာရိသာဘဂဝါရာဇာယနာမူလေဝိဟရတိပထမပိတံဗုဒ္ဓောမာရိသာအချင်းစုလမာရိသာအချင်းတပုဒ္ဒဗန္လိကတို့အဘိတံဗုဒ္ဓောဟုတ်တော်သဗ္ဗညုဖေယဖြစ်ပထမရှိဥစွာဒါဇာယနာမူလေလင်းလွန်မင်းရဲ့အရင်၌ဝိဟရတိဣရိယာပထမြတ်တာရှင်ပြုံးတရင်သုံးနေစေဖြစ်ပါ၏အမောင်းတို့လူသုံးပါး၌အတုမရှိတဲ့သဗ္ဗညုမြတ်စွာဘုရားဟာဘုရားဖြစ်ပြီးရှင်ဥစွာယခုအခါရာဇာယနာလင်းလွန်ပင်ရင်မှကြွရောက်ပြီးတော့တရင်သုံးနေစေရှိတဲ့ကိစ္စတာတမ္မဂုံတမ္မန္ထေနသမတုပိန္ဒိကာယသပတိမာနိထာအမောင်းတို့သွားကြကုန်အမောင်းတို့စာနာရိခာလူငါယူဆောင်လာတဲ့မဖွဲ့မရှိအပ်သေးတဲ့မယောမှုသောပပြတင်လေတို့ဖြင့်ဖွဲ့ပြီးရှက်ပြီးဖြစ်တဲ့မယောမှုအဲ့ဒါများဖြင့်ဖျားသွားပြီးတော့ပူဇော်ကြလို့သူတို့ပါတဲ့ရိခာများဖြင့်ဖျားအံသွားပူဇော်ကြဆိုတော့တပုဒ္ဒဗန္လိကတို့ဖျားထမ်းမောက်သွားရောက်ပြီးပဋိကနာတုနောဗန္တိမန္ထင်းသမတုပိန္ဒိကိဉ္စယံမကံအတ္တဒီကရတံဟိတာယဒုက္ခယဘုံတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ခကြီးရိခာလူငါယူဆောင်လာတဲ့မုံကြွจิตတို့ဗျာမုံစုတ်တို့ခေါ်တဲ့မဆုရသေးတဲ့မယောမှုသောပပြတင်လဲလို့ချင်းရော၍ဆုပ်ပြီးဖြစ်တဲ့မယောမှုအဲ့ဒီမုံနှမျိုးကိုအလှခံတော်မူပါဖရာလို့လျှောက်ထားတဲ့အခါသဗ္ဗညုမြတ်စွာဘုရား၌အဲ့ဒီအချိန်မှာဘယ်အချိန်နေရှိနေတော့တောထွက်တော်မူစဉ်ကဂတိကာရလှူဒန်းလိုက်တဲ့ဘေခရာ၈ပါးထဲမှာပါတဲ့သပိတ်ကလည်းဝိသခာကနာနုဇွမ်းလှူတဲ့နေ့ညောင်ပင်အောက်မှာဘုရားတရင်သုံးကြတဲ့ကိုကအလိုလိုကွယ်ပြောက်ခဲ့သပိတ်မရှိမှဝိသခာကရှူခွက်နဲ့တကွလှူမှနော်အဲ့ဒီအချိန်ကတောထွက်တော်မူစဉ်ကပါခဲ့တဲ့သပိတ်လည်းပဲဝိသခာကနာနုဇွမ်းလှူခန်းတဲ့အချိန်ကကွယ်ခဲ့ပခဲ့ပြီဝိသခာလှူတဲ့ရွှေကွက်ကြီးလည်းပိုက်ပြီးတော့ဘုရားကိုယ်တော်မြတ်ကလာတာမဟုတ်နေရင်စရာမြေကျော်မျောခဲ့ပြီအခုအချိန်ကဘုရားကိုယ်တော်မြတ်ရဲ့ရွှေလက်တော်မှာတပိတ်မရှိခဲ့ဆွမ်းဖုံးဖို့ရန်အလှခံဖို့ရန်လည်းအချိန်ကြခဲ့ပြီအတိတ်ကဘုရားရှင်တွေရဲ့ဗုဒ္ဓဝင်ပြန်စင်စားလိုက်တဲ့အခါနာခောတထာဂတာဟာထေတုပဋိကနန္တိတထာဂတာရှိဖျားတို့အတူလာခြင်းကောင်းတော်မူကြတဲ့အဆူဆူသောရှေးဖျားရှင်တို့သည်ဟန်တေတုလက်တော်တို့ဖြင့်နပဋိကနန္တိခံယူကြယောထုံးစံမရှိကြကုန်ဖေဖျားမှအမြင်မတော်လှူတန်းလာတဲ့ဝတ္ထုကိုလက်နဲ့ခံတယ်လို့ထုံးတမ်းမရှိခဲ့ဘူးဂိဏိမူခောအဟံပတိယနိယမန္ထင်းသမတုပိန္ဒိကိဉ္စအဟံငါဖေယတိမန္ထင်းသမုံကြွจิตကို၎င်းမတုပိန္ဒိကိဉ္စပြာမုံစုကို၎င်းဂိဏိမူခောအဘယ်၌ဝါအဘယ်ဖြင့်ပတိကနိယံခံယူရပါအနိသပိတ်လည်းမရှိခဲ့လက်နဲ့လည်းရှိနောင်တော့ဖရာရှင်တို့ခံယူရထုံးတမ်းမရှိခဲ့ယခုတပုဒ္ဒဗန္လိကညီနောင်တို့လှူတဲ့ပြာမုံစွမ်းဘာနဲ့ညငါဖရာခံရပါမတုံးလို့စဉ်းစားဆင်ញင်တော်မူတဲ့အခါထခေါ်ထို့သို့ဆင်ញင်တော်မူသောအခါကာလ၌စန္တရောမဟာရာဇာနောသတုမာတဲ့နမင်းကြီးတို့သည်ဘဂဝတောစေတောပရိစေတသာမိမိတို့ဤစိတ်ဖြင့်အညာယသိ၍သတုဒီတာသတုဟိဒီတာယယလေးမျက်နာတို့မှစန္တာရောသီလမေပတ္တိတယောက်တလုံးကြလေးလုံးစီသောဘဲနောက်ရောင်အစင်းရှိတဲ့ကြောက်တပိတ်တို့ကို
ဥပနာမေသုံးကလှူကြကုန်ပြီစတုမဟာတဲ့နမင်းကြီးလေးဦးကအယလင်းညနာမှနေပြီးတကားလားဣဒဗန္တိဘဂဝါပတိကနာတုမန္ထင်္သမတုပိန္တိကင်္စာဘုံတော်နေဝံထွန်းတောင်းပါတော်မူတဲ့မြတ်စွာဘုရားဟောဒီကြောက်သပိတ်ထဲမှာမုံကြွจิตတို့ပြမုံစုပ်တို့ကိုလူခံတော်မူပါဖေရလို့လျှောက်ထားပြီးတော့တကူလင်းကြောက်သပိတ်တစ်လုံးစီလှူခဲ့တယ်ဆက်ကကြပထမရှိပိုင်းမှာတော့အိန္ဒမီလာကြောက်ညိုသပိတ်ကြီးလေးလုံးလှူတယ်ဘုရားကိုယ်တော်မြတ်မခံဘူးအိန္ဒမီလာဆိုတာယရဏ7ပါးတည်းကအဲ့ဒါကြောင့်မခံအဲ့ဒီဟာကိုမခံတော့မှဘယ်နောက်အစင်းရှိတဲ့ဗဂတိကြောက်သားဖြင့်ပြီးတဲ့ကြောက်ညိုသပိတ်လေးလုံးလှူကြတော့မှဘုရားကိုယ်တော်မြတ်လက်ခံရွှေလက်တော်တဲ့ရောက်တဲ့အခါကျတော့အနာလေးရစ်ထင်တဲ့သပိတ်တစ်လုံးနဲ့ဖြစ်စေသာလို့အဋ္ဌာန်တော်မူသပိတ်လေးလုံးဟာတခါတည်းပေါင်းပြီးတော့သပိတ်တစ်လုံးနဲ့ဖြစ်ပြီးအနာရစ်လေးရင်းနဲ့ဖြစ်နေတဲ့အဲ့ဒီထဲမှာပဲတပုဒ္ဒဗန္လိကတို့လူတွေပြားမုံစွာမုံကြွက်จิตကိုခံယူသုံးဆောင်တော်မူပြီးတဲ့ကာလတပုဒ္ဒဗန္လိကတို့အားဗန္တေရှင်မင်းများဖေယဧတေလျံတို့တပည့်တော်တို့သည်ဘဂဝန္တင်စဘုံတော်သခင်ရှင်မင်းဖေယကို၎င်းဓမ္မင်းစတရားတော်ကို၎င်းတရဏံကိုယ်ွယ်လေလျောင်းပုံအောင်ရာဟု၍ဂစ္ဆာမသိကြပါကုန်၏နောတပည့်တော်တို့ကိုဣဇတက္ကယနေ့မှအစပြု၍ပါဏုပေတေအတ္တနှင့်ပြည့်စုံသောမြတ်ကာလပတ်လုံးတရဏံကတိတရဏဂုံတိတုဥပါဒကဒါယကာတို့ဟု၍ဒါရီတုအတိအမှတ်ပြုတော်မူပါဗျာလို့ဘုရားရဲ့တရားရဲ့ဗုဒ္ဓတရဏဂုံဓမ္မတရဏဂုံလို့နှမျိုးရွတ်ဆိုခြင်းရှိတဲ့တရားတွေမို့လို့ဥပါဒကတွေမို့လို့ဒွေဝါစိကဥပါဒကတဲ့ဒီကဗုဒ္ဓတရဏံကိသာမိဓမ္မတရဏံကိသာမိလို့တရဏဂုံစာပိုက်နှမျိုးဝါစိကကရွတ်ဆိုခြင်းရှိတဲ့ဥပါဒကမို့လို့သူတို့ကိုဒွေဝါစိကဥပါဒကသူတို့စောက်တည်တဲ့တရဏဂုံကိုတော့ဒွေဝါစိကတရဏဂုံလို့ခေါ်တယ်တဲ့လူပြည်မှာဖြင့်သူတို့ဟာပထမဆုံးဒွေဝါစိကတရဏဂုံတည်ခဲ့တဲ့ပုဂ္ဂိုလ်တွေအရိယာဇာယရဏတတ္တဟမှာတပုဒ္ဒဗန္လိကတို့တရဏဂုံခံပြီးလို့အဇဘာလညောင်မင်းရင်ပဲတဖန်ပြန်ပြီးကြွအဲ့ဒီအဇဘာလညောင်မင်းရင်မှာခတ်သိမ်းသောဘုရားရှင်တို့ဤဓမ္မတာအာစိဏဖြစ်တဲ့အကြံတော်ကိုကြံတော့မလို့အဇဘာလညောင်မင်းရင်တဖန်ပြန်၍ကြွခဲ့ပြီရောက်ပြီဆိုပါစို့စိဉ္ညာယတုကတပါးတဲ့ကိန်းအောင်နေတဲ့အခါမှာဆင်ញင်မှုဖြစ်တယ်စဉ်းစားအဓိကတောခောမြာယံဓမ္မောကံကြီးတော်ဒုဒ္ဒသောဒုရနုဘောတော်တန်တော်ပဏိတောအတ္တကဝသရောနိပုနောပန္တိတဝေရဏီယောမိမိယံငါဒီအယံဓမ္မောသစ္စာ၄ချက်ဣတိယနဲ့ကိုအဓိကတောရအသိအခဲ့လေပြီဘယ်လောက်ကြာတယ်လဲ၄အသိခြေကဘာတသိန်းကာလကြောင့်ပါရမီစာကစရိယာတွေစီးမှုမှကိုယ်တော်တိုင်တရားမှုဉာဏ်ဖြင့်ထိုးထွင်း၍ဒုက္ခသမုဒယနိရောဓမေဃဆိုတဲ့ဘယ်လောက်ကြာတယ်လဲ၄အသိခြေကဘာတသိန်းကာလကြောင့်ပါရမီစာကစရိယာတွေစီးမှုမှကိုယ်တော်တိုင်တရားမှုဉာဏ်ဖြင့်ထိုးထွင်း၍ဒုက္ခသမုဒယနိရောဓမေဃဆိုတဲ့သစ္စာ၄ချက်ဓမ္မစက္ကူဖြင့်ပိုင်းပိုင်းခြားခြားငါကရအသိအခဲ့လေပြီငါရထသိထားတဲ့သစ္စာ၄ပါးတရားတွေအဲ့ဒီတည်းအပါအဝင်ဖြစ်တဲ့ပဋိစ္စသမုပ္ပါတရားတွေဒုက္ခသစ္စာတွေကအဲ့ဒီတရားတွေရဲ့သဘောကိုပြောရလို့ရှိရင်ဖြင့်ဂံဘီရောထောက်ရမမီတရားမရနယ်လိနဲ့နဲ့လှပြီသာမင်းညဖုံးတဘာမရှိတဲ့ပုဂ္ဂိုလ်တွေဒီတရားပြောလို့ဒီတရားတွေမှာညာအမြင်ထောက်အမိမရအောင်နဲ့နဲ့လှပြီနည်းနည်းလှသောကြောင့်ဒုဒ္ဒတော်မြင်နိုင်ခဲ့လှပြီမြင်တော့မြင်နိုင်ခဲ့တယ်လွယ်လွယ်နဲ့မမြင်မှုကြိုးစားရင်တော့မြင်မှာပဲ
ဒွါမြင်နိုင်ခဲ့သည့်ဤအဖြစ်ကြောင့်ဒူရာနုဘောတို့သိဖို့ရန်ခရင်လှပေ၏တန်တော်ညီလီညီတဲ့လှပေ၏ပဏီတို့ရောက်ရဲ့နှစ်သိမ့်ငင်းကိုလေးမဖြစ်စေတာနိဗ္ဗာန်ကိုရည်ပြီးတော့ပြောလိုက်တယ်အတ္တကဝါစရောဝိတ္တဖြင့်ကြံစ၍သိအပ်တဲ့တရားမျိုးမဟုတ်ပေဝိတ္တနဲ့ထွေထွေလာလာကြံပြီးတဲ့ကာလထင်ရတွေကြံပြီးထင်ရတွေလျှောက်ပြောလျှောက်တွေးလို့ရတဲ့တရားမျိုးမဟုတ်ဘူးတဲ့ဝိတ္တနဲ့ဝိတ္တရဲ့ကိုသရကမဟုတ်ပါအတ္တကဝါစရောနိပုနောသိမ့်လိသိမ့်မှုလှပါပြီပန္တိတဝေရဏီယောတကဲ့ပညာရှင်များမှသိမြင်အပ်သောတရားလေးမှန်လှပါပြီကိုတော်မြတ်သိပြီးဖြစ်တဲ့သစ္စာလေးချက်တရားနဲ့အဲ့ဒီထဲမှာပါတဲ့အဝိဇ္ဇာသင်္ခါရအစရှိတဲ့ပဋိစ္စသမုပ္ပါဒုက္ခသစ္စာတရားအချက်ကိုပြန်ပြီးစဉ်းစားတဲ့အခါသိပြီးတော့နည်းနည်းတယ်အဝိဇ္ဇာလွှမ်းမိုးနေတဲ့တရားတွေကိုအဝိဇ္ဇာပြောဖို့ခက်တယ်သင်္ခါရထဲမှာတဝဲလေလေနေတဲ့တတ္တဝါတွေမို့လို့သင်္ခါရကိုပြောဖို့ခက်တယ်တရားတော်ကလေးနဲ့တယ်ဒါဖြင့်ကောင်းပြီတတ္တဝါတွေပဲတစ်ဖက်လှည့်ပြီးတော့ကြည့်ကြအောင်ဆိုတတ္တဝါတွေပဲတစ်ဖက်လှည့်တစ်ချက်လှည့်ပြီးစဉ်းစားကြအောင်ဆိုရဲ့ဆိုပြီးတော့စဉ်းစားတော့အာလယရာမခောပနာယံပဇာအာလယရတအာလယတံမုဒိတာအယံပဇာပနာနတ်လူပြမဤတတ္တဝါအပေါင်းဒီကအာလယရာမအာယု၅ပါးကာမဂုဏ်တရားဖြင့်သာမှုလျော်တတ်ပေ၏အာလယရတံအာယု၅ပါးကာမဂုဏ်တရား၌သာမှုလျော်လေးရှိကြပေ၏အာလယတံမုဒိတာအာယု၅ပါးကာမတရား၌မကြီးငွေနိုင်မပင်ပန်းမနွမ်းနိုင်အမြဲပင်အလွန်ဝမ်းမြောက်ရနေကြပါပြီဘယ်နဲ့တူနေသလဲဆိုတော့ဘုရားကိုတော်မြတ်တရားကအရှိဘက်ကိုလှည့်နေတယ်တတ္တဝါတွေရဲ့စိတ်နေစိတ်ထားကအနောက်ဘက်လှည့်နေတယ်အဲ့ဒါလောက်ပဲကွာနေတယ်လောကဥပမာအားဖြင့်ငါသားတွေငါသမီးတွေဝတ်ဖို့ဆင်ဖို့ဟဲ့ဆိုပြီးတဲ့ကာလအမိအဖပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကကျူးစာမင်းစားရှားဖွေးလို့ရွှေတွေငွေတွေရတဲ့ရွှေတွေငွေတွေနဲ့စိန်လေတုံးလို့စိန်နဂတ်တို့ရွှေလက်ကောက်တို့စိန်လက်ကောက်တို့အစရှိတဲ့ပတိနတောင်လက်ကောက်လက်ကြအစင်တစားအမျိုးမျိုးဝယ်ပြီးလာလို့ပေးနိုင်တဲ့အရေးချင်းရှိပြီဆိုပါစို့အဲ့ဒီပေးနိုင်တဲ့အရေးချင်းရှိတဲ့အမိအဖကအပေးခံရမယ်သာသမီအပေါ်မှာ9ရက်ပေးမယ်9ရက်ခုပေးမယ်စိန်လေတုံးကြီးစိန်ပရဲ့ကြီးစိန်နဂတ်ကြီးစိန်လက်ကောက်ကြီးစိန်လက်ဆွကြီးနဲ့ငါသမီးကြီးပုတ်ထိုင်းနဲ့တော်ပါမလားငါသားမောင်ပုတ်ထိုင်းနဲ့တော်ပါမလားစဉ်းစားရအောင်ရုပ်ွယ်သားရဲ့ရုပ်ွယ်သမီးရဲ့ဆိုလို့မတော်သေးဘူးအဲ့ဒီလိုစဉ်းစားတယ်လို့နော်တရားကိုတော်မြတ်လည်းကိုတော်မြတ်ရာပြီးသိကြီးဖြစ်တဲ့သစ္စာလေးချက်တရားနဲ့ဒီဟုသောဓမ္မစက်ကိုဝိနည်းတတ္တဝါဒီဟုသောသားတော်သမီးတော်တို့ကိုဖြန့်ပြူးပြီးတော့ပေးခြင်းတဲ့အတွက်တရားသဘောကဖြင့်ဤမြလောက်လေးနဲ့တည်းအဖို့တမ်းပါပေတယ်အစင်တစားကငါသားငါသမီးကြီးတို့ကဘယ်လိုနေတယ်လဲလို့စဉ်းစားတဲ့အခါကျတော့အဲ့ဒီအစင်တစားတွေကြိုးပေးပြီးတော့ယူပသတ္တကနာယတာဖုဒ္ဓဘဆိုတဲ့အာယု၅ပါးကာမတရားတွေမှာမကြီးနိုင်မငွေ့နိုင်မမုန်းနိုင်ပဲနဲ့အပျော်ကြီးပျော်အမွေလျော်ကြီးမွေလျော်အဝမ်းအမြောက်ကြီးမြောက်ပြီးတော့နေကြတယ်ခက်တော့တာပဲမိဘအနေနဲ့ကြည့်ခက်တာပဲငါကလည်းငါသမီးကြီးကိုငါသားကိုဒီအစင်တစားကိုဆင်ញင်းတဲ့ငါသားကလည်းဒီအစင်တစားဘက်ကိုပဲလှဲ့မလှဲ့တော့ဘူးငါသမီးကလည်းဒီအစင်တစားဘက်ကိုမလှဲ့တော့ဘူးအဲ့ဒီလိုမလှဲ့တော့ဘူးဆိုလို့ရှိရင်ရုပ်တရက်ဆင်ပေးပါမလားလို့မပေးပေဘူးနော်အာလယဓမ္မာယခောပနာပဇာယအာလယရတာယအာလယတံမုဒိတာယဒုဒ္ဒနံဣဒံဌာနံယတိတံဣဒပစ္စယတာပတိစ္ဆသမုပ္ပါဒောယတိယံယောယံဣဒပစ္စယတာပတိစ္ဆသမုပ္ပါဒော
အကျဉ်တို့သဘောရှိတဲ့အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်ကအစဒုက္ခဒေါမနတာဥပါယတတို့တိုင်အောင်အကြောင်းအကျိုးဆက်သွယ်ရင်းနေတဲ့ပဋိစ္စသမုပ္ပါတရားသည်အတ္တိရှိဣဒံဤပဋိစ္စသမုပ္ပါတရားကိုအာလျာဓမ္မယခောပနအာယု၅ပါးဖြင့်မွေ့လျော်ပျော်ပတ်၍နေသောအာလယရတာယအာယု၅ပါး၌နှိမ့်ချ၍နေသောအာလယသံမုဒိတာယအာယု၅ပါး၌မငြီးငွေနိုင်အောင်အလွန်အမင်းဝမ်းမြောက်၍နေသောပဇာယတတ္တဝါအပေါင်းသည်ဒုဒ္ဒတံသိမြင်ဖို့ရန်ခဲရင်လာပါပြီငါဟောပြရမယ်ပဋိစ္စသမုပ္ပါတရားကိုအာယု၅ပါးလိုက်စားမေ့လျော်နေတဲ့သတ္တဝါတွေသိဖို့ရန်ခဲရင်လာကြီးရဲ့အဟိစေဝခောပနာဓမ္မံဒေတိယံအဟိစေဝခောပနာငါဖေယကဓမ္မံသစ္စာလေးချက်တရားနဲ့ကိုဣဒံဘိခောဌာနံသုဒ္ဓတံယတိတံသဗ္ဗသင်္ခါရသမထောသဗ္ဗုပတိပတိနိတေခောတနေခယောဝိရာကောနိရောဓောနိဗ္ဗာနံယတိတံယောအယံသဗ္ဗသင်္ခါရသမထောအကျဉ်းလုံးစုံသောသင်္ခါရတို့ငြိမ်းရာနိဗ္ဗာန်သည်အတ္တိရှိသဗ္ဗုပတိပတိနိတေခောဥပတိခတ်သိမ်းကိုစွန့်လွတ်ရာနိဗ္ဗာန်သည်အတ္တိရှိတနေခယောတဏှာဤကုံရာဝိရာဂောယာကကင်ယာနိရောဓဒုက္ခခတ်သိမ်းငြိမ်းအေးရာနိဗ္ဗာန်ဝါနာခေါ်တဲ့တဏှာမှာထွတ်မြောက်ရာဖြစ်တဲ့အကျင့်တရားသည်အတ္တိရှိပါပေဣဒံပိခောဌာနံဤနိဗ္ဗာန်တည်းဟုသောသဘာဝဓမ္မကလည်းပဲသူဒုဒ္ဒတံအလွန်အလွန်သိမြင်ဖို့ရန်ခဲရင်လှပါပြီပဋိစ္စသမုပ္ပါမြင်မှနိဗ္ဗာန်ကိုမြင်ဖြစ်မှာဒုက္ခသစ္စာကိုမြင်မှဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာကိုပယ်နိုင်မှာအဲဒီလိုဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒယသစ္စာကိုပယ်နိုင်တဲ့မဲ့ညာပေါ်မှာနိရောဓသစ္စာဖြစ်တဲ့နိဗ္ဗာန်ကိုမြင်ရမှာလေကားကို၃-၄တက်တော့မှမြင်ရမယ်နိဗ္ဗာန်တည်းဟုသောပရမတ္ထတရားဆိုရင်သာပြီးတော့သိဖို့မြင်ဖို့ခဲရင်စွာတကားအဟိစေဝခောပနာဓမ္မံဒေတိယံပရိသမိနအာဇာနေယုံငါဖေယကအကယ်၍မသိတဲ့တရားဝါတွေကိုသစ္စာလေးပါးတရားဟောမယ်ဆိုပါစို့အဲ့ဒီလိုဟောလို့ရှိရင်ပရိသမိနအာဇာနေယုံပရိသကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မှတပါမကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တို့ကလည်းမေငါဖေယဤဓမ္မတရားကိုနအာဇာနေယုံအကယ်၍များမသိကုန်냐မကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဘာနဲ့တူတယ်လဲလို့ဆိုတော့ဘုရားကိုယ်တော်မြတ်တတ္တလောကကြီးကိုရွှေညာမျက်စိနဲ့ဖြန့်ပြီးကြည့်လိုက်တဲ့အခါနခတိခသုတ်တံလို့ရှိတယ်နခတိခသုတ်တံဆိုတာဘာပြတာလဲတစ်ချိန်ကဘုရားကိုယ်တော်မြတ်ဟာလက်သေးတော်ပြားပေါ်၌မြေမုံကလေးတင်ပြီးတကားလာယဟန်တော်တွေကိုဖော်ပြပြီးတော့ခြေသားတို့ဘယ်လိုအောက်မေ့ကြတော့ငါဖျားရဲ့လက်သေးတော်ပြားမှာရှိတဲ့မြေမုံနဲ့အောက်မဟာပထဝီမှာရှိတဲ့မြေမုံဘသူကများတော့မဟာပထဝီမြေမုံကများပါတယ်ဖျားမဟာပထဝီမြေမုံကိုနိုင်စားလို့ရှိရင်ဖြင့်ရှင်တော်ဖျားလက်သေးတော်ပြားမှာရှိတဲ့မြေမုံကကနန်းထဲမှာထည့်ပြီးမရေတွက်တော့ပါဘူးဖျားလို့လျှောက်ထားခဲ့ဒီအတိုင်းပဲတတ္တဝါတွေရှိကြတဲ့အ내ကအနိစ္စဒုက္ခအနတ္တဆိုတဲ့ဝိပဿနာဉာဏ်အမြင်ကိုရောက်တဲ့တတ္တဝါကငါဖရာရဲ့လက်သေးတော်ပြားမှာတင်ထားတဲ့မြေမှုံမျှရှိတယ်အနိစ္စမှန်ဒုက္ခမှန်အနတ္တမှန်မသိကြတဲ့အန္တိဘုဒ္ဓအကံအတိဖြစ်နေကြတဲ့တတ္တဝါတွေကအောက်ကမဟာပထဝီမြေကြီးကရှိတဲ့မြေမှုံမြမကများလှပါပေတယ်လို့နခတိခသုတ်တံမှာဘုရားဟောထားတယ်နော်အဲ့ဒီလိုမဟာပထဝီမြေကြီးကမြေမှုံမြမကများတဲ့လူတွေကပဲသူတို့မမြင်နိုင်တော့မသိနိုင်တဲ့အတွက်ဗုဒ္ဓရဲ့တရားကိုသူတို့ကလက်မခံပါဘူးလို့ပြောကြသေးတယ်မသိပဲကိုတရားတရားမရှိတော့ဗုဒ္ဓရဲ့တရားကိုလက်မခံနိုင်ဘူးနော်
အဲ့ဒီနခတိခသုတ်တံ၌မြတ်စွာဘုရားဟောတော်မူထားတဲ့အတိုင်းတတ္တဝဝိနည်းကိုကြည့်လို့ရှိရင်ဖြင့်ကြွတ်ထိုက်တဲ့တတ္တဝါတွေကလက်သေးတော်ပြားမှာတင်ထားတဲ့မြေမုံကမြရှိတယ်မကြွတ်ထိုက်တဲ့တတ္တဝါတွေကမဟာပထဝီကြီးမှာရှိတဲ့မြေမုံမြမကရှိကြတယ်ဥပမာတနည်းပြောကြအောင်စို့နှမ်းတင်တဲ့လောက်ရှေ့မှာချထားအဲ့ဒီနှမ်းပြူတဲ့လောက်ရှေ့မှာချထားပြီးတော့အဲ့ဒီနှမ်းပြူထဲမှာနှမ်းအနက်ကလေးတစ်ဆုပ်လောက်ထည့်ပြီးတော့မွေးကြမွေးလို့ရှိရင်ခါလန်းလန်းကကြည့်လိုက်မယ်ပြုံးဝင်နဲ့ကြည့်ရင်ပထမဘသူပဲမြင်မလဲလို့ဆိုတော့အများဆုံးဖြစ်တဲ့နှမ်းအဖြူတွေကိုပဲမြင်ရမယ်အနက်အင်မတန်နေအနက်ကနေလို့ရှိရင်အနက်ကိုနောက်မှမြင်ရလိမ့်မယ်အဖြူကများရင်အဖြူကိုအရင်မြင်ရလိမ့်မယ်အခုလက်ဝေနေရသတ္တဝါတွေကြည်လိုက်တဲ့အခါကျတော့ကိုတော်မြတ်ဉာဏ်ထဲမှာအဘဘခေါ်တဲ့မကျွတ်ထိုက်တဲ့မဟာပထဝီမြေကြီးကမြေမုံမြမကမကျွတ်ထိုက်ကြတဲ့အဘဘပုဂ္ဂိုလ်တွေကိုတော်မြတ်ရဲ့ဉာဏ်ဝမှာမြင်တော့အဟင်ဇေဝခောပနာဓမ္မံတေသေးယံပရိသမေနအာဇာနိယံအကယ်၍ငါဖျားကလည်းတရားဟောမယ်မဟာပထဝီမြေမုံမြမကများကြတဲ့ဒီအဘဘပုဂ္ဂိုလ်တွေကလည်းငါဖျားတရားကိုမသိဘူးပဆိုလို့ရှိရင်သောမမတကိလမထောတာမမတဝိဟေတာသောသူမသိတဲ့အဘဘပုဂ္ဂိုလ်တွေကိုတရားဟောရခြင်းဒီမမငါဖျားဤကိလမထောကိုယ်တော်ပင်မခြင်းဒီအတ္တဖြစ်ရ၏ဝိဟေတံငါဖျားဤနွမ်းနေခြင်းသာအတ္တဖြစ်လေရ၏ဘုရားကိုယ်တော်မြတ်စဉ်းစားတဲ့အခါမကျွတ်ထိုက်တဲ့အဘဘပုဂ္ဂိုလ်တွေကအရင်ဆုံးပြေးလာတာပဲနော်အရင်ဆုံးမြင်မှတော့ကောမဟာပထဝီမြေကြီးကမြေလိုများအဲ့ဒီတရားဝါတွေကိုငါတရားဟောတော်လည်းပဲသိမှာမဟုတ်မသိတဲ့တရားဝါတွေကိုငါတရားဟောပါကငါပင်မယုံမဲရှိမှာပဲလို့ဒီလောက်ပဲစိတ်ဖြစ်တယ်အဲ့ဒါမကျွတ်ထိုက်တဲ့တတ္တဝါအတွက်ပြောတာတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အချိန်စောသေးတယ်တဲ့ကျွတ်ထိုက်တဲ့တတ္တဝါတွေအတက်တရားဟောဖို့ရန်ဘယ်လောက်စောသေးတယ်လဲမကြပါဘူးတရားဟောတဲ့အချိန်ရောက်ဖို့ရမကြပါဘူးမြတ်စွာဘုရားတရားဟောတော်မူရတဲ့နေရာမှာဏိဒန်းနှစ်ခုရှိတယ်တစ်ကိုယ်တော်မြတ်ရဲ့တန်တန်မှာထင်ရှားဖြစ်ပွားတဲ့မဟာကရုဏာတော်ဆိုတဲ့အစ္ဆဒဏိဒန်းအဲ့ဒီမဟာကရုဏာတော်ဒီဟုသောအစ္ဆဒဏိဒန်းအကြောင်းကြောင့်၎င်းဘာဟိရဏိဒန်းကလောကတန်မှုတိလောကမှာဒုပိကာလောက်အထွတ်တန့်ထားတဲ့လောကဖရာကြီးခေါ်ဆိုရတဲ့ပုဂ္ဂိုလ်များရဲ့တောင်းပန်ခြင်းဒီဟုသောဘာဟိရဏိဒန်းအဲ့ဒီတရားဟောဖို့ရန်အကြောင်းဏိဒန်းနှစ်ရတွင်သဗ္ဗညုမြတ်စွာဘုရားကိုတော်မြတ်သဏ္ဍာန်၌မဟာကရုဏာတော်ဒီဟုသောအစ္ဆတိကဏိဒန်းကပြည့်စုံပြီးဖြစ်ခဲ့လေပြီလောကတန်မှုတိလောကတမ္မတပုဂ္ဂိုလ်များကတောင်းပန်ခြင်းဆိုတဲ့ဘာဟိရဏိဒန်းကမကြာမြင့်မီအချိန်ပြည့်စုံပါလိမ့်မယ်အဲ့ဒါကြောင့်ဏိဒန်းမပြည့်စုံသေးတဲ့အချိန်မှာဏိဒန်းပြည့်စုံရန်အကြောင်းဖြင့်ဤကဲ့သို့ကြံစည်နေတာပဲဒီလိုကြံတဲ့နေရာမှာလည်းပဲအဘဘပုဂ္ဂိုလ်တွေကကိုယ်တော်မြတ်ဉာဏ်ဝမှာထင်လာလို့အဲ့ဒီအဘဘပုဂ္ဂိုလ်တွေအတွက်ကြံစည်စဉ်းစားတော်မူတဲ့အခါဒီလိုစဉ်းစားတဲ့အသိဉာဏ်တွင်မြမကဘာတွေလဲပေါ်လာတော့ဆိုတော့အနစ္စရိယအင်မတန်အံ့ဩဖွယ်ကောင်းတဲ့ဂါထာတွေလဲကိုတော်မြတ်ဉာဏ်ထဲမှာထင်လာတယ်ဘယ်လိုတော့ကိစေနာမေယတိကတံဟလန္တာနိပကတိတုံရာဂဒေါသပရိတေဟိနာယံဓမ္မောသူတံဘုရောမိမိဟာငါဖရာဒီကိစေနာအလွန်ညိုညင်းပင်ပန်းသဖြင့်ပါရမီဖြည့်စဉ်ကာလဝယ်ပင်ပန်းနွမ်းလျက်သဖြင့်ဝါပင်ပင်ပန်းမနွမ်းနွမ်းနေနေအဓိကတံကျင့်ကြံကြိုးကိုအာထုတ်ရရတဲ့ဓမ္မသစ္စာလေးချက်တရားနဲ့ကို
ပကတိတုံဓာနိဣဒာနိယခုအခါလောလောဆယ်အားဖြင့်နိဒံတရားမပြည့်စုံသေးမီယခုအခါလောလောဆယ်အားဖြင့်ပကတိတုံလူနတ်တို့အားအထင်ရှားဟောကြားခြင်းဟာအလန်းမသိသေးပါတကားအခုလောလောဆယ်ဒါနိယခုအခါလို့ပြောတာနောက်မဟောဘူးလို့ပြောတာမဟုတ်ဘူးအခုလောလောဆယ်နိဒံမပြည့်စုံသေးပဲဣဇတိကနိဒံတစ်ဖက်သာပြည့်စုံ၍ဘာဟိရနိဒံဆိုတဲ့ဒေသနာတရားဟောဖို့ရန်ဘာဟိရအပြင်ဘကအကြောင်းနိဒံမပြည့်စုံသေးမီယခုအချိန်အခါကာလ၌ပကတိတုံလူနတ်တို့အားထင်ရှားဟောပြခြင်းကအလန့်မသိတော်သည်ဒါကဒေါသပရိတေဟိနာယံဓမ္မောသူတံဘုရောအယံဓမ္မောဤယခုငါသိတဲ့သစ္စာ၄ပါးတရားနဲ့ကိုယာကဒေါသပရိတေဟိယာကဒေါသလွှမ်းမိုးကြတဲ့လူနတ်မြမတတ္တဝါတို့သည်နသူတံဘုရောအလွယ်တကူသိနိုင်ကြမည်မဟုတ်ချေလွယ်နဲ့သိမှာမဟုတ်ဘူးရှေးဥစွာငါဖျားပေါ်၌တရားတရားယုံကြည်မှုတရားတရားရှိမှယုံကြည်မှစီကမယ်စီကမှတရားနာကောင်းနဲ့အောက်မေ့မယ်တရားနာကောင်းနဲ့အောက်မေ့မှတရားနာမယ်တရားနာမှသာလင်ယထာဘုဒ္ဓအမှန်တိုင်းယောနိသောမနတိကာရဆင်ញင်စဉ်းစားမယ်စဉ်းစားမှငါဟောတဲ့တရားကိုသိမြင်မှာတရားသိဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပထမဥစွာတရားဟောတဲ့ပုဂ္ဂိုလ်ကိုယုံကြည်ခြင်းတရားတရားရှိရလေဦးမယ်အဲ့ဒီတရားတရားအရင်မရှိဘယ်သာဖြင့်ဖေတို့မှတရားသိဖို့မလွယ်ပါဘူးတရားတရားအရင်ရှိဖို့ကလည်းပဲလောကသမတလောကကဖျားလို့သမုတ်ထားတဲ့ပုဂ္ဂိုလ်များလေးစားမှတရားတရားဆိုတာရောင်ရောင်ဝါးဝါးနဲ့ရိုးရောင်သွေးတော့ဆိုသလိုနော်ရှိကဂုံရှိတဲ့ပုဂ္ဂိုလ်လောကသမတပုဂ္ဂိုလ်ကတရားတရားနဲ့ပြဋ္ဌာန်းလာမှအဲ့ဒီပုဂ္ဂိုလ်နောက်ကလိုက်ပြီးတကားလားထိုပုဂ္ဂိုလ်ယုံကြည်တဲ့ပုဂ္ဂိုလ်အပေါ်မှာအလုံးစုယုံပြီးတော့လိုက်တတ်တဲ့လောကသဘောရှိတယ်လောကသမတပုဂ္ဂိုလ်ရဲ့ဂရုကာရဆိုတဲ့အကြောင်းရင်းမပေါ်သေးဘူးမကြခင်ပေါ်လိမ့်မယ်အဲ့ဒီပေါ်တဲ့အချိန်ကြမှာတရားဟောမယ်ဆိုတဲ့ဒီအနေဖြင့်နော်နာယံဓမ္မောတုတံဘုရောပတိသောတာဂာမိနိဗ္ဗုဏံကံပိရံဒုဒ္ဒတံအနုသာဂရတနာတေခန္တိဓမ္မောခန္ဒီနာအာဟုတာပတိသောတာဂာမိနိဗ္ဗာန်သို့သွားလေရှိသောဝါတရဝါတို့မှအပြန်အဆန်းဖြစ်လေရှိသောတတဝါတွေသိနေတာကနိစ္စလို့သိနေတယ်ငါဟောရမှာကအနိစ္စလို့ဟောရလိမ့်မယ်တတဝါတွေကဒုက္ခထင်တယ်အတ္တထင်တယ်သူပထင်တယ်ငါဖျားဟောရမယ်တရားကဒုက္ခအနတ္တအတုပဟောရလိမ့်မယ်ဒီတော့တတဝါတွေနဲ့အင်မတန်ကိုအပြန်ဆန့်ကျင်မဲ့ဖြစ်နေတဲ့ငါတရားနိဗ္ဗုဏအလွန်သိမ့်မွေ့စွာထသောဂံဗီရံနည်းနည်းစွာထသောအနုံအနုမြူသောဖွယ်သိငယ်စွာထသောဒုဒ္ဒတန်မြင်နိုင်ခဲ့တဲ့သစ္စာလေးချက်တရားနဲ့ကိုဓမ္မောခန္ဒီနာအဝိဇ္ဇာမောင်းတုံးသည်အာဟုတာပိတ်ဆိုအကုန်သည်ဖြစ်၍ရာဂရတ္တယာဂဖြင့်ကာမယာဂဘဝယာဂဒိဋ္ဌိယာဂအတိဟုသောယာဂသုံးမျိုးဖြင့်လွှမ်းမိုးနှိမ့်ဆက်၍ခံရတဲ့တရားတို့သည်နတ်တဲ့ခန္တိမြင်ကြမည်မဟုတ်ချေဒီလောက်ဟောအင်မတန်သိမ့်မွေ့တဲ့တရားတရားတွေနဲ့ဘဲ့တိုက်ပြီးတဲ့ကာလအနိစ္စဒုက္ခအနတ္တအတုပလို့ဟောရမယ်တရားတွေကအနိစ္စဒုက္ခအတ္တတုပလို့ထင်နေတော့သူတို့မှအပြန်ဟောရမယ်တရားကိုသူတို့သိဖို့ရန်အတွက်မလွယ်ကောင်မလွယ်ကူပါတကားလို့ဒီအကြံဖြစ်တယ်အဲ့ဒီဖြစ်တဲ့အကြံဒီပင်လင်လွန်ခဲ့တဲ့၄သိန်းချင်းနဲ့ကဘာတသိန်းသူ့မိသားဘဝတုန်းကဘုဒ္ဓဘောဓိယံမုဒ္ဓမောစေယံတိန်သောတာရိယံလို့ငါကိုယ်တိုင်သစ္စာလေးပါးတရားသိမှုတရားတွေကိုသိစေမယ်ငါကိုယ်တိုင်တန်တရားဝတ်မှလွတ်ပါမှုတရားတွေကိုလွတ်စေမယ်ငါကိုယ်တိုင်တန်တရားပြင်းကျဲသမုဒ္ဒရာကြီးကိုကူးခတ်ပြည့်တကလာတရားတွေကိုကူးမြောက်စေမယ်လို့ကိုတော့ထတ်တူသနာတော်မူခဲ့တဲ့မဟာကရုဏာနဲ့အခုတကယ်ကဲစေနိုင်တဲ့ဘဝရောက်တဲ့ကာလကြတော့တရားပဲမဟောတော့မဲ့အချင်းအရာမျိုးစိတ်အကြံဖြစ်မှုပါရှိပထမအကြံနဲ့ယခုဖြစ်တဲ့အကြံအင်မတန်ဆန့်ကျင်နေတဲ့အတွက်အိုးဘွယ်ကောင်းနေတဲ့နော်
ဘယ်နဲ့ဖြစ်တာလဲလို့လက်ဖြစ်တီးเสียလက်ကိုခောက်เสียအကြံဂါထာတွေပဲအကြံတွေပဲအ내တွေပဲဒီနေရာမှာမြတ်စွာဘုရားကိုတော်မြတ်ကဒီလောက်ရာဂဒေါသမောဟထူပြောတဲ့တရားတွေကိုဖြင့်လုံးဝငါဘုရားတရားမဟောတော့ပါဘူးလို့စိတ်ဒုံဒုံချလိုက်တာတလုံးမှမပါသေးဘူးနော်နောင်လဲဘယ်တော့မှမပါဘူးလို့မှတ်ပါဘာဖြစ်လို့လဲဆိုတော့တရားမဟောဖို့စိတ်ဒုံဒုံဘယ်တော့မှမချတဲ့ဘုရားဘယ်လောက်များဟောသွားတယ်လဲဆိုလို့ရှိရင်နော်တရားဟောခြင်းမကြသေးလို့မကြသေးတဲ့အချိန်မှာတောင်ဟုံကပုံနာတို့လျှောက်ထားတဲ့အခါကာလမဖြစ်နိုင်တော့ဖြစ်နိုင်တဲ့နီလန်းနဲ့ဥဒံကျူးရင်တော့အနေနဲ့တရားဟောခဲ့တယ်အင်မတန်တရားဟောခြင်းနဲ့ဖရာမှာတရားဟောဖို့ရန်ဖရာသဗ္ဗညုအဖြစ်ရယူခဲ့တဲ့ဖရာဘယ်လောက်တိအောင်ဟောတော်မူခြင်းတို့နောက်ဆုံးပရိနိဗ္ဗာန်ညောင်ဆောင်လျှောက်တော်မူတဲ့အချိန်မှတောင်ကိုတော်မြတ်ရဲ့ကိုတော်ကိုအားကိုမရအရယူပြီးတော့ဟန္တဒါနိဘေခွေအာမန္တရားမိဟောဝယဓမ္မသင်္ခါရအပ္ပမဒေနသံပါတိထာဟန္တာဆိုတဲ့ဒီအသုံးဟာပါဠိလိုအားဖြင့်အင်မတန်ပင်ပန်းနွမ်းနေရာကအာယူလိုက်ရတဲ့အတန်အင်မတန်ပင်ပန်းနွမ်းနေရာကနေပြည်တကာလဟန္တာဆိုပြီးတော့ကိုတော်မြတ်ကိုတော်အာယူပြီးတော့တောင်မှအပမဒတရားကိုနောက်ဆုံးဟောခဲ့တယ်ဖေ။အခုကတကယ်တရားဟောဖို့ရအချိန်ကမကြသေးလို့သာမဟောရသေးတာ။ဒါကြောင့်တရားမဟောတော့ဘူးဆိုတဲ့အကြံဖြစ်တယ်လို့မဟုတ်ဘူးနော်။ဘေးကကြည်လိုက်မယ်ပဆိုလို့ရှိရင်ဖြင့်မြတ်စွာဘုရားဒီတရားဟောတော်မူတော့မှမဟုတ်ပါဘူးလို့သူတစ်ဖက်သားတို့ကထင်မှားယူလောက်တဲ့အကြံတွေဣတိဟဘဂဝါတောပฏิသင်္စိက္ခတောအဘောသုက္ကတာယစိတ်တံနမိဣတိဤသို့ပฏิသင်္စိက္ခတောဆင်ញင်တော်မူသောဘဂဝါတောမြတ်စွာဘုရားဤတဏ္ဍာ၌အဘောသုက္ကတာယတရားဟောရန်အရေးအားထုတ်မှုမရှိသေးသည်ဤအဖြစ်ဖြင့်စိတ်တံစိတ်တော်သည်နမိညွတ်တော်မူပြီတရားဟောဖို့ရန်အရေးခုလောလောဆယ်အားထုတ်မှုမရှိသေးသောအနေနဲ့ရွှေစိတ်တော်ဖြစ်ခဲ့တယ်ညွတ်ခဲ့တယ်အဲ့ဒီလိုလောလောဆယ်တရားဟောဖို့ရန်အရေးအာထုမှုပြင်းစင်မှုမရှိသေးတာကဘာကြောင့်လဲဆိုတော့ဏိဒံမဆုံးသေးလို့အချိန်မကြသေးလို့အချိန်မကြရင်တရားမဟောတာဘာဟိယသုတ်တံများကြည်စမ်းဘာဟိယကတရားဟောဖို့ရန်တောင်းပန်တယ်အာကာလောခောဘာဟိယတရားဟောဖို့အချိန်မကြသေးဘူးလို့ပဲပယ်တယ်အန္တရကရံဘဝိထောအဲ့လိုအချိန်မကြသေးပဲဘယ်တော့မှတရားမဟောဘူးအခုလည်းအချိန်မကြသေးလို့တရားမဟောတာသို့သောကိုတော်မြတ်ဆင်ញင်မြတ်ဆင်ញင်နဲ့စဉ်းစားတဲ့အချက်တွေကသူတစ်ဖက်သားကစဉ်းစားကြည့်လို့ရှိရင်ဖြင့်ဘုရားတရားဟောတော်မှာမဟုတ်တော့ပါဘူးလို့ထင်ယူရမှတ်ယူရတဲ့အကြံမျိုးဖြစ်လို့ဓမ္မံအာဒေသေတုကာမဒါကာရပတ္တောဇေတသောပရိဝိတေကောဥဒ္ဓပါတိတရားဟောဖို့ယံဓမ္မတရားကိုအာဒေသေတုကာမဒါကာရပတ္တောဟောဆိုခြင်းကအလိုမရှိသောအချင်းအရာအခြေအနေတို့ရောက်သောဝါသူတစ်ဖက်သားတို့ကတွေးတောစဉ်းစားလိုက်လို့ရှိရင်သဗ္ဗညုမြတ်စွာဘုရားကတရားဟောတော့မှမဟုတ်ပါဘူးမှတ်ယူလောက်တဲ့အခြေအနေတို့ရောက်သောစေတသောပရိဝိတေကောစိတ်အကြံစီရဟောသည်ဖြစ်ပြီလို့အထကထာတိကာတွေကလည်းဒီတိုင်းပဲဖွင့်တယ်အဲ့ဒီလိုတစ်ဖက်သားကစဉ်းစားလို့ရှိရင်ဖြင့်ဘုရားကိုယ်တော်မြတ်တရားဟောတော့မှမဟုတ်ပါဘူးလို့မှတ်ယူလောက်တဲ့အခြေအနေရောက်တဲ့အကြံမို့လို့လည်းပဲတစ်ချိန်ကမိလိန်ဒမင်းကမေးခဲ့လျှောက်ခဲ့တယ်ဟိုတစ်ချိန်ကမိလိန်ဒမင်းကရှင်သာလည်းသိမေးလျှောက်သလိုအခုပြည်တော်စုခေတ်မှာလည်းပဲမိလိန်ဒဒုတိယမိလိန်ဒဖြစ်တဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကဆရာတော်တန်ဃာတော်တွေကိုလျှောက်ထားခဲ့တယ်ဘာဖြစ်လို့လဲဆိုသူလည်းဒီတိုင်းမှတ်တာပဲဘုရားကိုယ်တော်မြတ်ရဲ့အကြံဖြစ်ပုံကိုကစာဖတ်ကြည့်လို့ရှိရင်ဖြင့်ဘုရားတရားမဟောတော့ပါဘူးလို့စိတ်ကိုဒုံဒုံချတဲ့အနေမှတ်ယူလောက်တဲ့အခြေအနေတို့ရောက်တဲ့စိတ်အကြံတော်ပါတကယ်စင်စစ်ဖြစ်တဲ့စိတ်အကြံတော်ကတော့
နိဒံတစ်ဖက်မပြည့်စုံသေးတဲ့အတွက်လောလောဆယ်ယခုချက်ချင်းတရားဟောဖို့ရန်အရေးအားထုတ်မှုမရှိသေးသောအနေနဲ့စိတ်တော်ဖြစ်နေတယ်နိုင်ငံတော်ဝန်ကြီးချုပ်တို့မိလိန်သာမင်းကြီးတို့လိုပဲထင်မှတ်တဲ့သဟံပတိပြမကပထမဇန်ဘုံကသဟံပတိပြမကြီးလည်းပဲအဲ့ဒီစည်ရင်တွေကနေပြီးတကလားဘုရားကိုတော်မြတ်စိတ်အကြံတွေကိုမိမိစိတ်ဖြင့်ဇေတောပရိယသူအဘိညာဉ်ဖြင့်သိပြီးတကားလားအပူကြီးပူပြီးအစိုးရင်ကြီးစွာဖြင့်စัจ java ဝလာတိုက်တောင်းကနတ်မြမအပေါင်းကြားလောက်အောင်နတတိဝတ္တဘောလောကောဝိနာတတိဝတ္တဘောလောကောစัจ java ဝလာတိုက်တောင်းကြားလောက်အောင်ဩဟစ်တဲ့ကြွေးကြော်တန်ကြီးတဲ့ဘောဥဝချင်းတို့လောကောတန်တလောကကြီးသည်နန္တတိဝတ္တပစ္စည်းပေသွားတကားပစ္စည်းတော့မြည်တကားဝိနန္တတိဝတ္တအဖတ်ဆယ်၍မရအောင်ပင်ပစ္စည်းတော့မြည်တကားဘာကြောင့်လဲလို့ဆိုတော့ယတ္တရဟိနာမတထာဂတန္တအရဟတောသမ္မာသမ္ဗုဒ္ဓံတအဘောဓုက္ကတာယစိတ်တံနမတိနောဓမ္မဒေသနာယဟိအကြောင်းကယတ္တရယတ္တမအကျင့်ကြောင့်တာထာဂတသာရှိဖျားတို့အတုလာခြင်းကောင်းတော်မူသောအရဟတောပူဇော်အထုခံတော်မူတတ်သောသမ္မာသမ္ဗုဒ္ဓသာသဖြင့်ညမြတ်စွာဘုရား၏စိတ်တန်တန်၌အဘောဒုက္ခတာယတရားဟောဖို့ရန်အရေးအားထုတ်မှုမရှိသေးသည်၏အဖြစ်ဖြင့်ယတ္တမခြင်းကြောင့်စိတ်တန်စိတ်တော်သည်နမိညွတ်ခဲ့လေပြီယန္တရာယတ္တမခြင်းကြောင့်နမိတ်တိနာမစိတ်တော်ညွတ်ပြီတသမထိုကြောင့်ဘောဝချင်းတို့လောကောတတ္တလောကကြီးသည်နတတိဝတ္တပစ္စည်းတော်မြည်တကားဝိနတတိဝတ္တအဖတ်ဆယ်မရအောင်ပစ္စည်းတော်မြည်တကားလို့ကြည်စွာဆိုရင်ချင်းပြင်းပြီးတကားလားစัจ java လာတိုက်တောင်းကနတ်မြမတွေကြားလောက်အောင်ကြွေးကြောလိုက်ပြီးတကားလားအဲ့ဒီစัจ java လာတိုက်တောင်းကနတ်မြမတွေခဏအတွင်းသဟံပတိမြမကြီးရှိရာသို့လာရောက်သဟံပတိမြမလက်ကွေးတယ်လက်ဆန့်တယ်လို့ဆန့်တယ်လက်ကွေးတယ်လို့ဒီအချိန်ကလေးအတွန်းမှာပဲ